ငါသူ့ကိုတစ်ဖက်သက်ချစ်လာတာနှစ်တော်တော်ကြာပြီ။ကျန်ကြားရွှေစခန်းချတဲ့နေရာကိုပြန်ရောက်တော့လူအုပ်ထဲကိုဝေ့ကြည့်ပြီးအရီတာကိုလှမ်းမိတယ်။နင်းရွှေရပဲမှာလဲအရီတာကကင်းစားရင်းနဲ့တစ်ဖက်ကိုလက်ညှိုးထိုးပြလိုက်တဲ့ကျန်ကြားရွှေကခေါင်းညှိပြပြီးကြဲကြီးရဲ့နေရာစီကိုထွက်လာခဲ့တယ်။သူကနင်းရွှေရစောစောကဘာလို့စိတ်ဆိုးသွားတာလဲဆိုတာတိတိကျကျမေးချင်နေတာ။အဲ့ဒီအချိန်မှာတော့စခန်းချတဲ့နေရာမှာဝိုင်းနေငယ်တောက်ထားပြီးအရင်တည်းကအရင်မတောက်တတ်တဲ့ကျမကတော့မူးဝေဖြစ်နေပြီးငါတစုံတယောက်ကိုဒီလောက်အထိချစ်ဖူးတာဒါပထမဆုံးပဲကျမလူကြောင်လင်းကိုဝမ်းနေတကြီးကြည့်လိုက်မိတယ်။နှာခေါင်းလေးတွေရောင်နေပြီးလူကြောင်လင်းကပိတ်ကိတ်လေးကြည့်နေရင်းနဲ့နှလုံးသားထဲမှာအချီတစ်ခွက်လုံးတောက်လိုက်ရတယ်လို့မျိုးချင်းစုပ်စုပ်ခံစားချက်ကြီးကိုပထမဆုံးခံစားလိုက်ရတယ်။ဒါဆိုဘာလို့မင်းတို့တူတူမရှိကြတာလဲ။ဘာလို့လဲဆိုတော့သူကဒီနေ့သူနဲ့တူလာတဲ့အဲ့ဒီမိန်းကလေးကိုကြိုက်တာလေကျမကောင်းကိုဖြည်းဖြည်းချင်းနှိလိုက်တယ်ဟုတ်ကဲ့။သူကိုရီကိုကြိုက်တာလူကြောင်လင်းကနှာခေါင်းရှုံးလိုက်ပြီးကြိုက်တော့ရောဘာဖြစ်လဲအိမ်နောက်မှမကြသေးရနေ့ရဲ့အချစ်ကိုရဲဝုန်းဖွင့်ပြောလိုက်ရင်ဘာဖြစ်သွားမှာမို့လို့လဲပြီးတော့ဒီလိုနေရာမှာတယောက်သေးပုံပြီးဝိုင်းထိုင်တောက်နေရတာကိုပဲနေကပြောနေရလားဒီစကားကကျမကိုဝါခနေငိုချပစ်လိုက်မိစီတယ်နေကလည်းဘာလို့ဒီလိုပြောရတာလဲဒါကငါ့ကိုလူသွားလူခိုင်းနေရမဟုတ်ဘူးလားလူကြောင်လင်းချက်ချင်းပဲကောင်းကြည့်သွားတယ်ဒီမှာဝိုင်းပဲတစ်ခွက်ပဲတောက်ရသေးလို့ဒီလောက်တောင်မှုသွားရတာလေဒါပေမဲ့ကျမမျက်ရည်တွေကမူးရည်လိုတောက်လျှောက်ကျလာတာကိုမြင်တော့သူခဏလောက်ကြောင်သွားပြီးမှအနားကိုတိုးလာတယ်မမူပါနဲ့တော့ငါနောက်ခါမပြောတော့ဘူးဟုတ်ပြီလားကျမကတော့ရုတ်တရက်သူ့ရင်ခွင်ထဲတိုးဝင်လိုက်ပြီးသူ့အင်ဂျီကော်လန်နဲ့နေရည်တွေကိုတုပ်ပြစ်လိုက်တယ်လူကြောင်လေးရဲ့ခန္ဓာကိုယ်တစ်ခုလုံးချက်ချင်းတောက်ခဲသွားခဲ့ရတယ်တိမ်တိုက်တစ်ခုလိုနူးညံ့တဲ့အရာတစ်ခုကသူ့ရင်ခွင်ထဲကိုပြစ်ဝင်လာတယ်လို့ပဲသူခံစားလိုက်ရတယ်သူဘာမှပြန်မတုတ်ပြန်နိုင်သေးခင်မှာပဲတစ်ခုခုကိုတတိထားမိလို့ခေါင်းမော့ကြည့်လိုက်တော့ကျန်းကျရွှေရဲ့အေးဆက်လုံးသားတဲ့ညဝန်းတွေနဲ့တိတ်ကဲဆုံသွားတယ်လူကြောင်လေးခဏလောက်ကြောင်သွားပြီးမှစိတ်ဝင်စားစရာကောင်းတယ်ဆိုတဲ့ပုံစံမျိုးနဲ့ညခုံးပစ်ပြလိုက်တဲ့ကျန်းကျရွှေရဲ့လူကိုစားမတက်ကြည့်နေတဲ့အကြည့်တွေကိုဘယုမဆိုင်ပဲနင်းနဲ့ကျန်းကျအားရွှေကဘလို့မှတူတူရှိဖို့မဖြစ်နိုင်တော့ဘူးဆိုမှတော့နင်းရွှေရနေတခြားတစ်ယောက်ကိုပြောင်းပြီးကြိုက်ကြည့်မလားလူကြောင်လေးအဲ့ဒီစကားကိုပြောပြီးနောက်မှာနှလုံးခုန်တန်တွေကအယမ်းမြန်နေခဲ့တယ်သူငုံကြည့်လိုက်တဲ့အခါမှာတော့နေရွှေရကသူ့ရင်ခွင်ထဲမှာဘယ်အချိန်ကလေးကအိပ်ပျော်သွားမှန်းမသိရကိုတွေးလိုက်ရတယ်သူမချိတုံပြုံးလိုက်မိပြီးစောစောကကျန်းကျရွှေရဲ့နေခဲ့တဲ့နေရာကိုမွက်ကြည့်လိုက်တော့အဲ့ဒီနေရာမှာလူရိတ်တာမရှိတော့ဘူးလူကြောင်လေးတရားကရန်းနဲ့ကြီးရွတ်လိုက်တယ်ငါကတော့ပီလင်းစိတ်ရမဟုတ်တော့ပါဘူးနော်တရားမျှတစွာပြန်ဆိုင်တာကလည်းနီးလန်းလေးတော့ရှိရမှာပဲလေနောက်တနေ့မနက်မှာတော့ခေါင်းတွေအရန်တိုက်ပြီးနာကျင်စွာနဲ့နိုးလာခဲ့တယ်ဒါဟာကျမပထမဆုံးအချိန်မဟုတ်တာပဲအင်ကန်ရောက်တဲ့အခါဖုန်းကိုကင်ပြီးစာရိုက်ဖို့အချိန်စဉ်းစားနေမိရဲ့ကျန်းကျရွှေစီကိုစာပို့ချင်တာစောရီပဲနော်မင်းညကတမင်တကာနင့်ကိုစိတ်ဆိုးပြခဲ့တာမဟုတ်ပါဘူးအဲ့ဒီအချိန်ကခန်းစားချက်ကနည်းနည်းမနှံ့ချစ်သွားလို့ဒါပေမဲ့ကိုမိတ်ကလုတ်ပေါ်မှာလက်မှတ်တင်ပြီးအကြာကြီးစဉ်းစားနေခဲ့ပြီးနောက်ဆုံးတော့စာလုံးတွေကိုတလုံးချင်းပြန်ချက်ပစ်လိုက်တယ်ကျမဖုန်းကိုဘေးနားတင်လိုက်ပြီးပျော်ပြောင်းတဲ့တင်ပေါ်ကိုတကူလုံးပြစ်လဲလိုက်တယ်ညနေချက်ပေါ်ကတုတ်ခတ်နေတဲ့အရေးလင်းတွေကိုကြည့်ရင်ငင်းမောနေမိရဲ့ဆက်သွယ်ဖို့ဘာအကြောင်းရှိမှလဲတကယ်လို့သူခုရီရဲ့စကားတွေကိုကြားသွားခဲ့ရင်အခုစာပို့တာကပုတ်ပုတ်ကိုအဆက်ခွဲတာပဲဖြစ်လိမ့်မယ်တကယ်လို့သူမကြားခဲ့ဘူးဆိုရင်လေကျမတို့ကြားမှာအလုတ်ကလွဲရင်ပိုပြီးပတ်သက်စရာမလိုပါဘူးတရင်ပေါက်အပြင်ဘက်မှာဘဲချင်းကလေးကမိုးရနေမှန်းမသိဘူးကျမတစ်ဖက်ကိုစောင်းလိုက်ပြီးညအနာကိုခေါင်းနဲ့မြုပ်လိုက်တယ်နောက်ဆုံးတော့စာခထွက်မသွားခဲ့ပါဘူးတလားအကြမှာတော့ရုပ်ရှင်ရဲ့ကူရဲ့အဖွဲကမြို့ပြင်ကတော့ရတစ်ခုစီကိုပြောင်းရွှေ့ခဲ့ကြတယ်ဒီနေရာမှာဖုန်းလိုင်းကတစ်ခါတလေကောင်းလိုက်မကောင်းလိုက်ဖြစ်နေတတ်တယ်တိုက်ဆိုင်ပဲကျမကလည်းအင်တာနက်သိမ့်မသုံးချစ်တာမို့လို့ဘာမှမချစ်တယ်လို့ပါပဲဒီနေ့မှာတော့ကျမကယာယီဆောက်ထားတဲ့နားနေဆောင်မှာထိုင်ပြီးဇညွန်းကိုပြင်ဆင်နေတဲ့ခဏကြာမှာလူကြောင်လင်းကဒီဇက်ဝင်ကန်းကိုရိုက်ကူးပြီးသွားပေမဲ့မင်းသမီးရဲ့ဘဝကကားကြီးပေါ်မှာကြံခဲ့တာကိုတတိထားမိသွားတယ်သူစိတ်တို့ရောမဲပုံကိုမြင်တာနဲ့ရပါတယ်ငါပဲသွားယူလိုက်မယ်ဘာပဲဖြစ်ဖြစ်တိတ်ငွေဘူးပဲကျမ10မိနစ်လောက်လမ်းလျှောက်ပြီးတဲ့အခါနမ်းမေးမှာရက်ထားတဲ့ကားကြီးကိုတွေ့လိုက်ရတယ်ကားကတော့ခတ်မထားဘူးကျမဘဝကိုတက်ယူပြီးလာခဲ့တဲ့လမ်းတိုင်းကျန်းနေလာခဲ့တယ်ဒါပေမဲ့ကျန်းတဲ့လမ်းမှာနန်းချက်နေတဲ့စိတ်တကောင်ကချုံပုတ်ခဲတာနေရုတ်တရက်ကြီးထွက်လာပြီးကျမစီကိုတန်းတန်းမတ်မတ်ဝင်တိုက်တော့တာပဲကျမရှောင်ဖို့အချိန်မမီလိုက်ပဲလဲကျသွားပြီးလမ်းလေးအတိုင်းအောက်ကိုလိမ့်ဆင်းသွားခဲ့ရတယ်ခေါင်းနောက်ဘက်ကနေပြင်းထန်တဲ့နာကျင်မှုတစ်ခုခံစားလိုက်ရပြီးအမြင်အာရုံတွေချက်ချင်းပဲမှောင်တိကျသွားခဲ့တယ်အချိန်နဲ့မှာပဲစာအုပ်တိုက်တစ်ခုမှာစာချုပ်ကိစ္စဆွေးနွေးနေတဲ့ကျန်းကျရွှေရဲ့နှလုံးသားကရုတ်တရက်တုံ့လောက်သွားပြီးလက်ထဲကဖောင်တိန်ကစာရွက်ပေါ်မှာအစင်းကြောင်းတစ်ခုအကြီးရန်စွာဆွဲမိသွားတဲ့ကျန်းကျရွှေကအကြောင်းရင်းမရှိပဲခိကက်နေတဲ့ရင်ဘက်ကိုဖိထားမိပေမဲ့စိတ်မအေးနိုင်တဲ့ခံစားချက်ကတော့ရင်ထဲမှာဝဲတယ်နေတော့မဲ့အစည်းအဝေးပြီးလို့သူစာအုပ်တိုက်ကနေထွက်လာတဲ့အခါနေရွှေရရဲ့အက်ဒီတာကပြတလဲနဲ့ဖျက်လျှောက်သွားတာကိုတွေ့လိုက်ရတယ်ကျန်းကျရွှေကမတိစိတ်ကနေသူ့ကိုတားပြီးမေးလိုက်တယ်နေရွှေရတခုခုဖြစ်လို့လားဟုတ်တယ်ရွှေရရဲ့ကူးရေးကွင်းမှာပျောက်သွားလို့ကျန်းကျရွှေရဲ့နှလုံးသားချက်ချင်းအောက်ကိုစိုက်ဆင်းသွားတယ်လို့ခံစားလိုက်ရတယ်မြင်းရင်ဥရေကျန်ပေးယုံကိုပြန်နစ်ပြီးတော့သူကအကင်ကိုခြေလန်းကျဲကျဲနဲ့ထွက်သွားရင်ငါကားမောင်းမယ်တူသွားကြဆိုလို့ပြောတယ်အက်ဒီတာကကြောင်အန်းနဲ့နောက်ကနေလိုက်လာခဲ့တဲ့ကျန်းကျရွှေရဲ့တင်းမာနေတဲ့မျက်နှာဘေးလှကိုကြည့်ပြီးပါစက်ထမ်းရောက်နေတဲ့မိကုန်းတွေကိုပြန်ပြူချလိုက်ရတယ်ဒီလောက်တောင်ပြရခက်နေတဲ့ကျန်းကျရွှေကနေရွှေရကိုတကယ်ပဲမကြိုက်တာဟုတ်လို့လားကားကကျင်းတဲ့လမ်းမပေါ်မှာအရှိန်နဲ့မောင်းနေခဲ့တဲ့ကျန်းကျရွှေကစတီယာရင်ကိုတင်းတင်းဆုပ်ထားလို့လက်စစ်တွေတောင်ဖြူဖြောနေပြီးသတင်းပေါက်ကင်းဘက်ကဖြတ်တေးသွားတဲ့တစ်ပင်ရိပ်တွေကသူ့မျက်ဝန်းထဲမှာဝေဝါးအယောင်တွေဖြစ်ပဲနေရတော့တယ်ရင်ထဲမှာအတွေ့တစ်ခုပဲတိကျသားရှိနေတယ်နေရွှေရကိုအရင်ဆုံးရှာတွေ့ရမယ်မိုးချုပ်လာတဲ့အခါကျမပြင်းထန်တဲ့နာကျင်မှုတွေနဲ့အတူတတိကန်ရလာခဲ့တယ်ဒါပေမဲ့ကိုကမက်ဆောက်တဲ့ကုန်းစင်းအောက်ကချုံပုတ်ခဲမှာနေတရားနေရာကိုတွေ့လိုက်ရတယ်ကျမခန္ဓာကိုယ်ကိုခက်ခက်ခဲခဲထောက်ကန်ပြီးမှောင်ပြိုးနေတဲ့ကောင်းကင်အလင်းနဲ့ကိုတန်ရကိုစစ်ဆေးကြည့်လိုက်ခဲ့ညာဘက်ခြေထောက်ကတော်တော်လေးဖူးရောက်နေပြီးနည်းနည်းလေးလှုပ်လိုက်တာနဲ့ရင်ဘက်ထဲအထိစူးကနေနာကျင်သွားရတယ်ကျမကုန်းပေါ်ကိုကန်တက်ဖို့စူးစမ်းကြည့်ပေမဲ့ခွန်အားတစ်စက်မှမရှိပဲခြေထောက်ကပြင်းပြင်းထန်ထန်နာကျင်လာတာကြောင့်အောင်ချွေးစည်းတွေပါထွက်လာခဲ့တယ်အချိန်ချင်းစူးစမ်းပြီးနောက်မှာတော့နောက်ဆုံးမှာကျမလက်လျှော့လိုက်ပြီးကုန်းဆောင်ကိုအားကိုတကြီးမိထားလိုက်မိတယ်ကျန်းကျရွှေဒီတခါရောနီနာကိုရှာတွေ့အောင်မလားကျမလက်မောင်းတွေကိုတင်းတင်းဖက်ထားမိရဲ့နေအေးတွေထဲမှာရောက်လာမလားမရောက်လာဘူးလားမသိတဲ့ကယ်ဆယ်ရေးကိုစောင့်ဆိုင်ရင်းနဲ့တတိတွေကတဖြည်းဖြည်းပြန်ပြီးငွေဝါလာခဲ့ပြန်တယ်ကျန်းကျရွှေကအဲ့ဒီလမ်းလေးအတိုင်းအချိန်ချင်းလိုက်ရှာခဲ့တယ်
အစတုန်းကတော့ဖော်ရရှိပေမဲ့နောက်ပိုင်းမှာတော့သူတယောက်ခဲပဲကျန်တော့တယ်ကျန်ကြရွှေကလုံးဝလက်မလျှော့ခဲ့ဘူးလမ်းပေါ်မှာကြံခဲ့နိုင်တဲ့အသေးစိတ်အချက်လက်လေးတွေကိုရှာဖွေဖို့စူးစမ်းနေခဲ့တဲ့ခောက်တုံခောက်ပြန်ချင်းချင်းရှောက်ရှာပြီးနောက်လမ်းဘေးကနေစိတ်ကကောင်ရုပ်တရက်ပြေးထွက်လာတာကြောင့်ကျန်ကြရွှေတောင်နဲ့သွားခဲ့ရတယ်ပြီးတော့လက်သမားတယောက်ပြပြတလေးပြေးလာပြီးစိတ်ချတော့ကိုဆွဲတာဆူတော့တယ်။အိုးနောက်ဆုံးတော့လဲရှာတွေ့ပြီ။ကျန်ကြရွှေကအဲ့ဒီကနေတခုခုကိုတတိယသွားတယ်လို့မျိုးလမ်းဘေးကနေခုံးတော့အထိညင်းနေတဲ့တော့အကြီးစီကိုရုပ်တရက်လှည့်ကြည့်လိုက်တယ်။သူစဉ်းစားလိုက်တယ်နင်းရွှေရဘယ်မှာရှိနေနိုင်လဲဆိုတာသူသိပြီးချင်းတယ်။ဒါကြောင့်ကျန်ကြရွှေကဘာမှမတွန့်ဆုတ်တော့ပဲခြေတန်းနဲ့လိုက်တိန်လိုက်နဲ့အောက်ကိုဆင်းသွားခဲ့တော့တယ်ခန္ဓာကိုယ်မှာတကိုင်းတွေချစ်လို့ထန်ရရီရသွားတာကိုတောင်သူကယူမဆိုင်နိုင်တော့ပဲတစ်ခါပြီးတစ်ခါပဲလန့်អော်နေခဲ့တယ်။နင်းရွှေရအတန်းတွေအကွဲသွားတဲ့အထိသူ့အကြကြီးအော်ခေါ်နေခဲ့။တဲ့နင်းရွှေရအဲ့ဒီအချိန်မှာကျန်ကြရွှေရဲ့အကြီးကမြေကြီးပေါ်ကအကြောင်ပြန်နေတဲ့အရာတစ်ခုစီကိုရုပ်တရက်ရောက်သွားပြီးအမြန်ပဲသွားတောက်လိုက်တယ်အဲ့ဒါကရိုက်ကူးရေးကွင်းကလူတိုင်းမှာရှိကြတဲ့အလုပ်ကပြားလေးပဲအဲ့ဒီကပြားပေါ်မှာရေးထားတာကနင်းရွှေရကျန်ကြရွှေရဲ့နှလုံးသားချက်ချင်းတင်းကျပ်သွားခဲ့ရတယ်နင်းရွှေရသူမကိုခေါ်တဲ့သူ့ရဲ့အော်ဟစ်တန်တွေကညနေပိုင်းမှာအကဲကိုစိုးရင်ထိတ်လန့်စရာကောင်းနေခဲ့တယ်သူ့မျက်ဝန်းတွေကမထင်းချုံနိုင်ပဲပူးမေးလာပြီးအခါမှမခံစားဘူးတဲ့ကြောက်ရွံ့မှုကြီးကသူ့ကိုလွှမ်းမိုးသွားခဲ့တဲ့နှလုံးသားကိုအစိမ့်လိုက်ဖဲထုတ်ခံလိုက်ရတယ်လို့မျိုးဟာတာတာနဲ့နာကျင်နေရတယ်နောက်ဆုံးတော့မဆောက်တဲ့ကုန်းစင်းအောင်မှာခွေပွေလေးလဲနေတဲ့ခန္ဓာကိုယ်လေးကိုသူမြင်လိုက်ရတဲ့အခါအသက်ရှူတန်းတွေတောင်စက္ကန့်ပိုင်းလောက်ရပ်တန့်သွားခဲ့ရတယ်တက်တက်မှာပထမဆုံးအချိန်ဖြစ်သူရှေ့ကိုမတိုးရဲအောင်ဖြစ်ခဲ့ရတယ်ကျန်ကြရွှေကနင်းရွှေရဘေးကိုအပြေးလွှားသွားလိုက်ပြီးတုံရင်နေတဲ့နှချောင်းပင်နဲ့သူမရဲ့လေပင်ကသွေးကြောလေးကိုစမ်းကြည့်လိုက်တဲ့အားနေတဲ့သွေးတိုးတန်ကိုခန်းစားလိုက်ရတော့မှသူအားရင်တွေကုန်ခန်းသွားတယ်လို့မျိုးမြေကြီးပေါ်ကိုပုံရသားလဲကျသွားခဲ့ရတယ်နင်းရွှေရသူခက်တိုးတိုးလေးခေါ်နေမိတယ်လေတန်ကတော့အလွန်ပြတ်သားနေခဲ့တယ်ရွှေရအရီဒါစီကိုတင်းနေရပို့ပေးပြီးနောက်မှာကျန်ကြရွှေကနင်းရွှေရကိုဂယူးတဆိုင်နဲ့ကြောပို့လိုက်တဲ့နိုင်ပေါင်းများစွာအဆက်မပြတ်ရှာဖွေခဲ့ရတာကြောင့်သူ့ရဲ့အားရင်တွေအားလုံးကုန်ခန်းနေခဲ့ပါပြီသူလှမ်းလိုက်တဲ့ခြေလမ်းတိုင်းကရန်ကိုလေးလံနေခဲ့တယ်ချွေးတွေကသူ့အင်ဂျီကိုရွှဲဆူစီခဲ့ပြီးကြောင်တစ်ဖက်ကလည်းခဲဆွဲထားတယ်လို့မျိုးမတည်တင်တော့ဘူးဒါပေမဲ့ကျန်ကြရွှေရဲ့အုံနောက်ထဲမှာအတွေ့တစ်ခုပဲရှိတယ်သူနင်းရွှေရကိုအကင်ကိုခေါ်ထုတ်သွားရမယ်အဲ့ဒါပဲလမ်းလေးပေါ်ကိုပြန်ရောက်တဲ့အခါမှာတော့ကျန်ကြရွှေနောက်ဆုံးမှအပြက်ပြီးလဲကျသွားခဲ့ရတယ်သူနင်းရွှေရပြီးမှစောင်းရည်လေးလဲနေရင်းနဲ့သူမရဲ့ဖြူဖြော့နေတဲ့မျက်နှာလေးကိုမြည်ကြည့်နေမိရဲ့အဝေးကနေအော်ခေါ်တန်တွေတစ်ချက်ပြီးတစ်ချက်ကြားလာရတော့မှသူစိတ်သက်သာရသွားပြီးအေဂျင့်စွာနဲ့နှလုံးတွေကိုပိတ်လိုက်ပါတော့တယ်ကျမနောက်တစ်ချိန်ပြန်နိုးလာတဲ့အခါမျက်စိရဲ့ပထမဆုံးမြင်လိုက်ရတာကစေးရုံရဲ့ဖြူစွနေတဲ့ညနေချက်ပဲခေါင်းထဲကြည့်လိုက်တော့လူကြောင့်လင်းကပတင်ဘေးမှာထိုင်နေတာကိုတွေ့ရတယ်သူ့ရဲ့အမြဲတမ်းမောက်မာတက်တဲ့မျက်နှာပေါ်မှာရှာရှာပပရှုပ်ထွေးနေတဲ့အရေးအယောင်တွေရှိနေတယ်ကျမပြောပြရနဲ့ထိုင်ဖို့စူးစမ်းလိုက်တယ်စိတ်အေးထားပါမင်းမမအဆင်မပြေတာမရှိပါဘူးစီချင်းဝတ်ပဲရောင်သွားတာမင်းကိုရင်းနေခွင့်ပေးထားတယ်အိမ်မှာပဲနာပြီးပြုစုပါကျမအာနာစိန်နဲ့နှုတ်ခမ်းကိုဖိလိုက်လိုက်မိရဲ့ sorry ပဲနော်နင်းကိုဒုက္ခပေးမိပြီလူကြောင့်မင်းကတော့ဘာမှထမပြောတော့ဘူးလူနာနာခန်းထဲမှာခဏတာတိတ်ဆိတ်သွားခဲ့ရတယ်မင်းကိုရှာတွေ့တာငါမဟုတ်ဘူးကျန်ကြရွှေပဲသူမင်းကိုနှစ်နာရီထိရှာခဲ့တာနောက်ဆုံးမင်းကိုကြောပို့ပြီးအဲ့ဒီကုန်းဆောင်ပေါ်တက်လာပြီးရနဲ့သူအပြက်ပြီးတတိလစ်သွားခဲ့တယ်ကျမရဲ့မျက်သူငယ်တွေချက်ချင်းကြုံသွားခဲ့ရတယ်သူအခုပင်မှာလဲလူကြောင့်မင်းကခဏလောက်ပိတ်ဆိတ်သွားပြီးမှပြန်ဖြေတယ်အခန်းနံပါတ်304မှာကျမဘာမှမတွန့်ဆုတ်တော့ပဲစောင်းကိုဖယ်ပြီးတင်ပေါ်ကဆင်းလိုက်ခဲ့ဖက်နှက်ကိုတောင်တိတိချာချာမစည်းနိုင်ပဲတကားပြင်ဘက်ကိုတန်းထွက်လာခဲ့တော့တယ်ထွက်သွားတဲ့ကျမရဲ့ကြောကင်ကိုကြည့်ရင်လူကြောင့်မင်းကပုတ်ကုတ်ကိုပြောလိုက်ခဲ့ကောင်းပြီလူကြောင့်မင်းကောင်းကောင်းလုပ်ခဲ့ပါတယ်လူတယောက်နောက်ကိုလိုက်ရင်တော့ဒီလိုမျိုးပုံဝင်နေနေပဲရှိတဲ့နာပေါ့ကျမအခန်း304စီကိုအပြေးလွှားသွားခဲ့ပေမဲ့ကံပိုင်းတွင်းမှာပဲနာခန်းထဲကထွက်လာတဲ့ကုရီနဲ့နန်းကျိုးမှာထိတိုက်တုံးမိသွားတဲ့နှလုံးချင်းစုံသွားတဲ့စက္ကန့်ပိုင်းမှာနေလူကချက်ချင်းခဲသွားတယ်လို့ပဲကုရီကကျမကိုမြင်နာနဲ့မျက်နှာချက်ချင်းတက်သွားပြီးရှောက်လာပါဆိုတော့တယ်နေရွှေရတခြားလူရဲ့အခြေကြားတဲ့ဝင်းရှုပ်ရတာနေ့အတွက်အရန်ကုန်ယူစရာပေါင်းနေလားကုရီကကျမကိုမြင်နာနဲ့မျက်နှာချက်ချင်းတက်သွားပြီးရှောက်လာပါဆိုတော့တယ်နေရွှေရတခြားလူရဲ့အခြေကြားတဲ့ဝင်းရှုပ်ရတာနေ့အတွက်အရန်ကုန်ယူစရာကောင်းနေလားနေ့မှာတကယ်ပဲတိတ်ခါမရှိဘူးလားကျမမျက်နှာဖြူဖြော့သွားတယ်ငါမလုပ်ဘူးဟုတ်လားမလုပ်ရင်နင်းပါလို့ကျန်းကြားရွှေဘေးနာကနေမခွာပဲကက်နေရတာလေနင်းသားမရှိရင်သူဒီလိုတန်ရာရမှာမဟုတ်ဘူးနင်းရွှေရနင်းကကိုစကားတွေကိုဒီလောက်အထိရှင်းရှင်းလင်းလင်းပြောခိုင်းရမလားကိုတငယ်ချင်းရဲ့ယောက်ျားကိုကြိုက်နေတာနင်းကိုအရန်အောက်တန်းကြတယ်လို့မထင်ဘူးလားကုရီရဲ့စကားလုံးတွေကဓာတ်တစ်ချောင်းလိုနှလုံးသားထဲစွန့်ဝင်သွားခဲ့ရတယ်ကျမမျက်နှာလုံးဝဖြူဆွတ်သွားခဲ့တယ်ကျမအတန်တွေတုံရင်စွာနဲ့စကားစီုံပဲရှိသေးတယ်နောက်ကနေလူကြောက်လင်းရဲ့အတန်ထွက်လာတာကိုကြားလိုက်ရတယ်မင်းပါဇက်ကိုနည်းနည်းတန်ထားရင်ပိုကောင်းမယ်သူကကျမဘေးနာကိုဖြည်းဖြည်းချင်းရှောက်လာပြီးကုရီကိုထက်မြက်တဲ့မျက်ဝန်းတွေနဲ့စိုက်ကြည့်လိုက်တယ်လင်းရွှေရနင်းကတကယ်ကိုနီးလန်းကောင်းတာပဲနင်းအတွက်ရှေ့ထွက်ပေးမဲ့ယောက်ျားတွေကအများကြီးပဲဒါပေမဲ့ဒီလိုဆိုရင်လေနင်းပါလို့ငါအတွက်နဲ့ကျန်းကြားရွှေကိုပဲဖတ်တွေ့ပြီးလက်မလွတ်နိုင်ဖြစ်နေရတာလေလင်းရွှေရဒီမှာရင်အဆုံးတက်လိုက်ရအောင်ကုရီကဒီလိုပဲထွက်သွားခဲ့တယ်ကျမရဲ့မျက်ဝန်းတွေကတော့မထင်းချုံနိုင်ပဲညဉ့်ညမ်းလာခဲ့ရတယ်လူကြောက်လင်းကမျက်မှောင်ကျုပ်ပြီးကျမကိုကြည့်လာတယ်မင်းကုရီပြောတာတွေကိုနားထောင်ဖို့မလိုပါဘူးသူပြောတာတွေကမမှန်ဘူးဟင်သူပြောတာမှန်ပါတယ်ကျမအသက်ကိုပြင်းပြင်းရှူလိုက်မိတယ်ဒီကိစ္စကတကယ်တော့စောစောကလေးကအဆင်မပြေဖြစ်ပြီးအဆုံးတက်တင်တာငါကျန်းကြားရွှေနဲ့စောစောကလေးကအပြတ်အသက်ဖြစ်တင်တာကျမဒီစကားကိုပြောပြီးတာနဲ့ဘာမှမတွန့်ဆုတ်တော့ပဲတကားကိုတွန်းပြီးအထဲဝင်လိုက်တဲ့တစ်ဖက်မှာတော့ကျန်းကြားရွှေကဖုန်းကိုကြည့်ပြီးနီးမောနေခဲ့တာသူကလင်းရွှေရနဲ့စကားပြောထားတဲ့ချက်ပေါက်ကိုခဏဖွင့်ကြည့်နေခဲ့တာစာပို့ရမလားမပို့ရဘူးလားဆိုပြီးအတိအကျပဲအဲ့ဒီအချိန်မှာတကားပွင့်လာပြီးကျန်းကြားရွှေမောကြည့်လိုက်တော့ကျမဖြစ်နေတာကိုတွေ့ရတယ်သူကမတိစိတ်ကနေဖုန်းကိုတင်လိုက်မိတယ်နင်းဘာလို့ရောက်လာတာလဲငါနင်းကိုကျေးဇူးလာတင်တာလေနင်းငါကိုအောက်ကနေဆွဲမတင်ပေးခဲ့ရင်ငါတော့သွားပြီးရပါတယ်ဒါကအသေးအဖွဲပဲဟာကျမအင်းတစ်ချက်ပဲပြန်ပြောလိုက်မိပြီးနှစ်ယောက်သားကြားမှာပြန်ပြီးတိတ်ဆိတ်ချင်းတွေလွှမ်းမိုးသွားခဲ့ရတယ်ကျန်းကြားရွှေကလေတန်တိုးတိုးလေးနဲ့စကားစာပြီးမေးလိုက်တဲ့အချိန်ထိပေါ့နင်းနေကောင်းသွားတဲ့အခါကျမနောက်ဆုံးတော့တတိမွေးပြီးသူ့စကားကိုဖျက်ပြောလိုက်တယ်ကျန်းကြားရွှေငါနင်းကိုပြောစရာစကားတစ်ခုရှိတယ်ကျန်းကြားရွှေကြောင့်အန်းသွားပြီးလက်ချောင်းလေးတွေကမတိစိတ်ကနေတွန့်ကွေးသွားတယ်ဘာကိစ္စလဲကျမနောက်တစ်ချိန်အသက်ကိုပြင်းပြင်းရှူလိုက်ပြီးသူ့ကိုကြည့်တာဖြည်းဖြည်းချင်းပြောလိုက်တယ်တကယ်တော့ငါနင်းကိုကြိုက်တယ်
ရင်ခုန်တန်တွေကရုတ်တရက်မြန်ဆန်လာခဲ့တယ်ဝမ်းသာပီတိဖြစ်ရမယ့်ခံစားချက်တွေရင်ထဲမပြတ်နဲ့ရသေးခင်မှာပဲအားမဟုတ်သေးဘူးလို့ကျမကစကားတခုထပ်ဖြည့်လိုက်တာကိုသူကြားလိုက်ရတယ်အဲ့ဒါကကြိုက်ခဲ့ဘူးလားပါကျန်းကြားရွှေတကူလုံးလုံးဝတောင်းခဲသွားခဲ့ရတယ်ငါနင့်ကိုကြိုက်ခဲ့ဘူးလားအထက်တန်းတုန်းကပေါ့ဒါကြောင့်ပြန်ဆောင်ပြီးတဲ့နောက်ပိုင်းတစ်ခါတလေကြာရင်အခုက2026ခုနှစ်လားဒါမှမဟုတ်2016ခုနှစ်လားဆိုတာငါဝေခွဲမရဖြစ်နေခဲ့တာငါရှေ့မှာရက်နေတာက18နှစ်အရွယ်ကျန်းကြားရွှေလားဒါမှမဟုတ်28နှစ်အရွယ်ကျန်းကြားရွှေလားဆိုတာပို့လို့တောင်ခွဲခြားမရဖြစ်ခဲ့ရတယ်နင်လည်းတိတ်ပြီးစိတ်ထဲမထားပါနဲ့အခုငါတေးသေးချာချာစဉ်းစားလို့ပြီးသွားပါပြီအတိတ်ဆိုတာအတိတ်ပဲလေအခုပြစ္ဆုတ်ပံကိုလာပြီးတက်ရောက်မှုမချပြည့်စေတင်ပါဘူးငါအဲ့လိုမလုပ်တင်ဘူးဒါကနင့်အတွက်မတရားဘူးငါတို့တငယ်ချင်းဖြစ်ပဲနေကြရအောင်ဒါကအကောင်းဆုံးပဲကျန်းကြားရွှေကကျမကိုငေးကြည့်နေခဲ့တယ်ပြောစရာစကားလုံးတွေအများကြီးရှိနေပေမဲ့လေချောင်းထဲမှာပဲတဆုနေပြီးစကားတစ်လုံးမှထွက်မလာခဲ့ဘူးတော်တော်ကြာမှတငယ်ချင်းအဖြစ်လားကျမကောင်းကိုအားရပါရညှိပြလိုက်တယ်အားရပါရညှိပြရင်းနဲ့ထပ်ပြောလိုက်တယ်အင်းကျန်းကြားရွှေကနောက်ဆုံးတော့တင်းတင်းဆုပ်ထားတဲ့လက်ကိုလှုပ်လိုက်ပြီးမျက်နှာအမူအရာမပြပဲကောင်းပြီဒါဆိုရင်အဲ့ဒီအတိုင်းပဲသဘောထားလိုက်ကြတာပေါ့ကျမကိုလိုချင်တဲ့အဖြေကိုရပြီးတဲ့နောက်မှာတော့ချက်ချင်းပဲထိုင်ရာကထပြီးထွက်ခွာဖို့လုပ်တယ်ရင်ရင်ကြေးကြေးပဲနှုတ်ဆက်လိုက်တယ်ဒါဆိုရင်ငါနင့်ကိုမနှောက်ယှက်တော့ဘူးနော်ခြေလန်းနေငယ်လှမ်းပြီးနောက်တစ်ခုခုကိုတတိယသွားတယ်လို့မျိုးဒါနဲ့ငါရဲ့ဝတ္ထုထဲမှာငါရဲ့ငယ်ဘဝအကြောင်းတွေပါတယ်လေဒါပေမဲ့စိတ်ချပါငါဇက်ကွက်ကိုပြင်လိုက်ပါမယ်နင့်ကိုတက်ရောက်မှုမရှိစေရပါဘူးကျန်းကြားရွှေကတော့ခေါင်းကိုယ်တော်မမော့ပဲအင်းလိုပဲဖြေခဲ့တယ်ကျမခေါင်းကြီးပြပြီးနောက်ပြန်လှည့်လိုက်တဲ့စက္ကန့်မှာပဲမျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျလာခဲ့တော့တယ်တကားဝစီကိုခြေလမ်းမြင်မြင်နဲ့ရှောက်သွားပြီးတကားလက်ကင်ကိုကင်လိုက်တဲ့အချိန်မှာပဲအနောက်ကနေကျန်းကြားရွှေရဲ့အတန်ထွက်လာပြန်တယ်ကျေးဇူးပဲကျမရှိုက်တန်ထွက်မလာအောင်နှုတ်ခမ်းကိုတင်းတင်းကိုက်ထားမိတယ်တကားကိုတွန်းဖွင့်လိုက်တဲ့စက္ကန့်မှာရင်ထဲမှာအကြာကြီးဖိစီးနေခဲ့တဲ့ကြောက်တုံးကြီးကနောက်ဆုံးတော့ပျောက်ကွယ်သွားခဲ့ပါပြီတကယ်ကောင်းလိုက်တာရင်ထဲမှာတစ်စက်နှလုံးလုံးဝတ်ထားခဲ့တဲ့အဲ့ဒီစကားတွေကိုမွေးနေ့လက်ဆောင်လိုစကားတွေကိုနောက်ဆုံးတော့ဖွင့်ပြောလိုက်နိုင်ပြီးဒါဟာငါတို့ကြားကအကောင်းဆုံးအဆုံးသတ်ဖြစ်လိမ့်မယ်ထင်ပါရဲ့စင်ကြံလန်းရဲ့အဆုံးကသတင်းပေါက်ပွင့်နေတာမို့လေကကျမရဲ့သပင်တွေကိုတိုက်ခတ်သွားတယ်ကျမရှိကိုတလန်းချင်းလျှောက်သွားခဲ့တယ်နောက်ကိုဘယ်တော့မှလှည့်မကြည့်တော့ဘူးလူနာခန်းထဲမှာတော့ကျန်းကြားရွှေကသတင်းပေါက်အပြင်ဘက်ကလှုပ်ခတ်နေတဲ့တစ်ပင်ရိပ်တွေကိုငေးကြည့်ရင်းနင်းမြန်းနေတဲ့မျက်ဝန်းတွေကိုဖြည်းဖြည်းချင်းပိတ်လိုက်ပါတော့တယ်သူမရဲ့တစ်ဖက်သက်အချစ်ဟာလေနောက်ဆုံးတော့ဒီမှာရင်အဆုံးသတ်တင်ပါပြီရုပ်ရှင်ရုံတင်တဲ့ပထမပတ်မှာတင်လက်မဲ့ရောင်းရငွေနဲ့ဝေဖန်မှုအဆင့်တန်းတွေကမျှော်လင့်ထားတာထက်ကိုကျော်လွန်သွားခဲ့တဲ့ရုပ်ရှင်ရဲ့ငွေရင်းစာရေးဆရာမနဲ့ဇညွှန်းရေးဆရာမဖြစ်တဲ့အတွက်ကျမစီကိုအင်တာဗျူးတွေနဲ့ပွဲတက်ဖို့ဖိတ်ခေါ်ချက်တွေအများကြီးရောက်လာခဲ့ပေမဲ့ကျမအားလုံးကိုရင်ရင်ကြေးကြေးညှင်းပယ်ခဲ့တယ်ကျမကိုပေးချင်းကတိုက်ခန်းလေးထဲမှာပဲပိတ်လောင်ထားပြီးဖုန်းကိုဖွင့်လိုက်တယ်ရင်းနှီးနေတဲ့ခပ်ပါကလေးကိုကြည့်လိုက်မိတယ်ကျမနဲ့ကျန်းကြားရွှေရဲ့နောက်ဆုံးစာတို့ကလွာအန်ခဲ့တဲ့ကဘာဦး6လကလေးကရက်တက်နေခဲ့တာကျမအသက်ကိုပြင်းပြင်းရှူပြီးဖုန်းကိုပိတ်လိုက်ကအလုပ်ထဲကိုပဲပြန်ပြီးခေါင်းဆိုင်လုပ်နေမိတော့တယ်တစ်ချိန်ထဲမှာပဲကျန်းကြားရွှေကဆိုဖာပေါ်မှာထိုင်နေတယ်သူရှိကစပွဲတင်ကုံပေါ်မှာတော့သူ့တင်ချင်းအခါခါဖတ်ထားလို့ငန်းဖတ်နေပြီဖြစ်တဲ့အဲ့ဒီဝတ္ထုစာအုပ်လေးရှိနေတယ်ဘေးနားမှာတော့ရုပ်ရှင်ရဲ့ကြော်ညာပိုစတာရှိနေတယ်ရုပ်ရှင်ကိုသူ3ချိန်တောင်ကြည့်ခဲ့ပြီးကြည့်တဲ့အချိန်တိုင်းမှာအဲ့ဒီပြင်ဆင်လိုက်တဲ့မင်းသားရဲ့နာမည်ကဓာချုံလေးတစ်ချောင်းလိုမျိုးသူ့ရဲ့နှလုံးသားကိုလာဆိုင်နေခဲ့တယ်ဒါကလင်းရှူရပြောခဲ့တဲ့နင့်ကိုတက်ရောက်မှုမရှိစေရပါဘူးဆိုတာပေါ့လင်းရှူရကဝတ္ထုတွေကမင်းသားနာမည်ကိုတိုက်ရိုက်ပြောင်းလဲပြစ်လိုက်ရုံတင်မကပဲဇက်ကွက်ထဲကသူ့ရဲ့ညီသူညီဝါဖြစ်ကြောင်းကိုပေါ်လွင်စေမဲ့အသေးစိတ်အချက်လက်တွေအားလုံးကိုပါဖြစ်ပစ်လိုက်တယ်ဒါကိုခွင့်ကောင်းယူပြီးသူ့ကိုတေးသေးချာချာနှုတ်ဆက်လိုက်တယ်လို့မျိုးပဲကျန်းကြားရွှေကလက်ကိုတင်းတင်းဆုပ်ပြီးဆိုဖာပေါ်မိချလိုက်တယ်တော့ကြာမှတက်ပြေးရှည်ကြီးတစ်ချက်ချလိုက်မိတယ်။အဲ့ဒီအချိန်မှာပဲတငယ်ချင်းဖြစ်သူစီကဖုန်းဝင်လာတယ်ကျန်းကြားရွှေဖုန်းကိုကင်လိုက်တာနဲ့တစ်ဖက်ကစိတ်လှုပ်ရှားစွာပြောတဲ့အတန်ကိုကြားလိုက်ရတယ်ကျန်းကြားရွှေ။နင်အဲ့ဒီရုပ်ရှင်ကိုကြည့်ပြီးပြီလားကြည့်ပြီးပြီပြီးတော့ကော။နင်မှာဘာမှပြောစရာမရှိဘူးလားတငယ်ချင်းဖြစ်သူကမယုံနိုင်အောင်ဖြစ်နေတယ်။သူကအခုထိတောင်းလို့အေးအေးလူလူထိုင်နေနိုင်သေးတယ်လေ။အားလုံးပြီးဆုံးသွားပါပြီကျန်းကြားရွှေ။ယောက်ျားလေးကလည်းအိမ်အောင်မရှိမိန်းကလေးကလည်းအိမ်အောင်မရှိသေးတာကို။နင်တကယ်ပဲဘာကိုကြောက်နေတာလဲ။ကျန်းကြားရွှေရုတ်တရက်တောင်းခဲသွားခဲ့ရတယ်ငါဖွင့်ပြောလိုက်ရင်တငယ်ချင်းတောင်ဆက်လုပ်လို့မရတော့မှာကိုကြောက်လို့ပါမပြောရင်လည်းအငြင်းတဲ့တငယ်ချင်းပဲဖြစ်နေမှာလေနင်တကယ်ပဲဒီအတိုင်းကြီးနဲ့ကျင်းနေနေမှာလားဖုန်းချသွားပြီးတဲ့နောက်မှာအခန်းထဲမှာနာရီရဲ့တစ်ချက်ညီတန်ပဲကြံခဲ့တော့တယ်ကျန်းကြားရွှေကစာအုပ်စာမျက်နှာပေါ်ကပြင်ဆင်ထားတဲ့နာမည်လေးကိုပုတ်တက်ရင်းနဲ့လင်းရှူရတငယ်ချင်းပဲလောက်ကြရအောင်လို့ပြောတော့ကညဝန်းတွေညင်းညမ်းနေခဲ့တာကိုတတိယသွားတယ်ပြီးတော့ဘေးနားမှာရှိနေခဲ့တဲ့လင်းရှူရရဲ့လူနာခန်းတကားဝါကတုံရင်နေတဲ့ကောပြင်လေးကိုလည်းတတိယသွားမိတယ်12နှစ်တောင်ရှိပြီပဲသူကတော့ဒီလိုလွဲချော်မှုတွေကိုကျင်းသားရနေပြီလို့ထင်ခဲ့တာဒါပေမဲ့ရုပ်ရှင်တွေကပြောင်းလဲသွားတဲ့နာမည်ကိုမြင်လိုက်ရတဲ့အခါမှာအချို့သောနောင်တတွေကအချိန်ကြာလာတာနဲ့အမျှပိုပြီးရင်းမဲ့လာပြီးပိုပြီးနာကျင်လာရတယ်ဆိုတာသူနားလည်သွားခဲ့ပါပြီကျမရဲ့အိမ်ရှိလူခေါ်ခေါင်းလောင်းညီလာတဲ့အချိန်မှာကျမသတင်းပေါက်အပြင်ဘက်ကညအမောင်ကိုကြည့်ပြီးနီးမောနေတော့ပဲအစားတောက်ပိုးတဲ့သူအောက်နေပြီးမျက်နှာကိုကမန်းကရန်တုပ်လိုက်ကအတန်ကိုပုံမှန်ဖြစ်အောင်စူးစမ်းပြီးတကားဖွင့်လိုက်တယ်တကားပွင့်သွားတဲ့စက္ကန့်မှာကျမကြောင်သွားခဲ့ရတယ်လူကြောက်လင်းကလက်ထဲမှာလက်ဆောင်အိတ်အလှလေးတစ်အိတ်ကိုကင်ပြီးတကားပေါက်ကိုမှီရက်နေတာငါ့ကိုအထဲဝင်ထိုင်ဖို့မဖိတ်ဘူးလားသူကမျက်ခုံးပင်ပြီးမေးတယ်ကျမအံ့ဩသွားပေမဲ့ဘေးဖယ်ပြီးသူ့ကိုအထဲပေးဝင်လိုက်တယ်ငါတို့ရဲ့အဓိကဇညွှန်းရေးဆရာမကြီးညဘက်ကြီးအလုပ်တွေလုပ်နေတော့ငါလို့လာကြည့်တာလေလူကြောက်လင်းကအဲကန်လေးကိုတဘာဝကြကြပဲရှောက်ဝင်လာပြီးလက်ဆောင်အိတ်ကိုစပွဲပေါ်တင်လိုက်တယ်နင့်အတွက်ညစာလာပို့တာနင့်အကြိုက်ဆုံးဟောင်ကောင်စတိုင်လက်ဖက်ရည်ဆိုင်ကမုံတွေလေသူ့ရဲ့အကြီးကအခန်းထဲကိုဝေးကြည့်လိုက်ပြီးကျမမျက်ဝန်းထောင်းကမချောက်သေးတဲ့ညရည်စတွေနဲ့ညဉ့်ညမ်းနေတဲ့မျက်လုံးတွေကိုမိမိရရဖမ်းမိသွားတယ်သူကအပြုံးကိုနည်းနည်းတိမ့်လိုက်ပေမဲ့ဘာမှတော့မမေးခဲ့ဘူးကျမတိုးတိုးလေးပြောလိုက်တယ်ရင်ထဲမှာနည်းနည်းရှုပ်ထွေးနေလို့ပါလူကြောက်လင်းကကျမနဲ့မျက်နှာချင်းဆိုင်ဆိုပါပေါ်မှာထိုင်လိုက်တယ်သူခဏလောက်တိတ်ဆိတ်သွားပြီးမှရုတ်တရက်စကားဆက်လာတယ်ရုပ်ရှင်ကပေါက်သွားတယ်နော်ဂုံယူပါတယ်နင့်ကိုလည်းဂုံယူပါတယ်လူဒရိုက်တာတကယ်လို့နင်ငါ့ကိုဒီခွင့်ရေးတာမပေးခဲ့ရင်ငါလည်းအခုလိုအလုပ်တွေအများကြီးရလာမှာမဟုတ်ဘူးလူကြောက်လင်းကကျမကိုခဏလောက်စိုက်ကြည့်နေပြီးမှတကယ်လို့နင်ငါ့ကိုတကယ်ကျေးဇူးတင်ခြင်းနေဆိုရင်ငါ့ကိုနင့်နောက်လိုက်ခွင့်ပေးရင်ဘယ်လိုလဲကျမရဲ့မျက်သူငယ်တွေတုံ့နှုတ်သွားတယ်ပါလူကြောက်လင်းကအသက်ကိုပြင်းပြင်းရှူပြီးခနာကိုမမတ်ထိုင်လိုက်တယ်လင်းရှူရငါတို့သိလာတာလဲတော်တော်ကြာပြီမဟုတ်လားဟန်ချက်မှာတာမန်တရုပ်ဆောင်ဘဝကလေးကနေအခုတူတူရုပ်ရှင်ရိုက်တဲ့အထိပေါ့ငါအငြင်းတန်းခံစားရတာကငါတို့နှစ်ယောက်ကအရန်တူတဲ့အားလုံးကရင်ထဲမှာဆွဲတစ်ခုကိုအောင်ထားပြီးကိုတက်သေးပြဖို့အတွက်တစ်ခုခုကိုမရရအောင်လုပ်ပြချင်ကြတဲ့သူတွေပဲ
ကျမတိတ်တိတ်ဆိတ်ဆိတ်ပဲနားထောင်နေခဲ့တယ်ကြားဖြစ်မပြောခဲ့ဘူးလူကြောက်လင်းရဲ့အတန်ကပုံမှန်ထက်ပိုပြီးလေးနေခဲ့တယ်ငါလည်းဘယ်ချိန်ကလေးကစပြီးနင့်ကိုကြည့်ရတဲ့ခံစားချက်ကပြောင်းလဲသွားလဲမသိဘူးတငယ်ချင်းလိုမျိုးလည်းမဟုတ်တော့ဘူးအလုပ်ဖို့အလုပ်ဖက်လိုလည်းမဟုတ်တော့ဘူးနင့်ကိုမတိစိတ်ကနေဂယုစိုက်ပေးချင်တာတဲ့နင်းစိတ်မကောင်းဖြစ်နေတာမြင်ရင်ရေအောင်လုပ်ပေးချင်တယ်နင်းတခြားလူနဲ့နီးနီးကပ်ကပ်ရှိနေတာမြင်ရင်ရင်ထဲမှာမတက်မတာဖြစ်ရတယ်သူကစကားကိုခဏရက်လိုက်ပြီးနှလုံးချင်းပြက်ပြက်တသားပြောတယ်လင်းရှူရငါနင့်ကိုကြိုက်တယ်တငယ်ချင်းချင်းချင်းကြိုက်တဲ့အကြိုက်မျိုးမဟုတ်ဘူးယောက်ျားတစ်ယောက်ကမိန်းကလေးတစ်ယောက်ပေါ်ထားတဲ့အချစ်မျိုးကျမတို့ကိုကြောင်းအနေငေးကြည့်နေမိတယ်ရင်ထဲမှာခံစားချက်တွေရှုပ်ထွေးနေခဲ့ရတယ်လူကြောက်လင်းကအရန်ကောင်းတဲ့သူပါသူကထက်မြက်တယ်တောက်ပါတယ်ပါရမီရှိတယ်တကယ်လို့ကျမမှာဆွဲဆွဲလန်းလန်းဖြစ်ခဲ့ရတဲ့10နှစ်တာတစ်ဖက်သက်အချစ်ကြီးတာမရှိခဲ့ဘူးဆိုရင်ကျမတကယ်ပဲစိတ်လှုပ်ရှားသွားမိမှာပါဒါပေမဲ့ဘဝမှာတကယ်လို့ဆိုတာမရှိဘူးလေကြောက်လင်းနင်ငါကိုကြိုက်ပေးလို့ကျေးဇူးတင်ပါတယ်ပြီးတော့အမြဲတမ်းဂရုစိုက်ပေးခဲ့တာတွေကိုလည်းကျေးဇူးတင်ပါတယ်ဒါပေမဲ့အချစ်ဆိုတာအတင်းကျပ်လုပ်လို့မရဘူးလေလူကြောင့်ရဲ့ညဝန်းလေးကတောက်ပမှုတွေကစက္ကန့်ပိုင်းအတွင်းမှိန်ဖြော့သွားခဲ့ရတယ်။ကြမ်းကြားရွှေကြောင်လားကျမမငင်းခဲ့ပါဘူး။မျက်တောင်လေးတွေကိုချလိုက်မိပြီးငါရဲ့နှလုံးသားကအရန်သေးတယ်လူတယောက်ဝင်ထိုင်ပြီးသွားရင်တခြားလူကိုထပ်ပြီးနေရာမပေးနိုင်တော့ဘူး။သူနဲ့ငါကဘလို့မှရလက်ထွက်လာမှာမဟုတ်ရင်တောင်မှငါကိုလည်းမလိန်ညာနိုင်တယ်လို့နှင်းကိုလည်းမလိန်ညာခြင်းဘူးစကလုံးတွေကအရန်ကိုတဲ့တိုးဆန်ပြီးရက်ဆက်လုံးလာပါတယ်။ဒါပေမဲ့အကြာကြီးနာကျင်ရမယ့်အစားခဏပဲနာကျင်ရတာပိုကောင်းပါတယ်လေ။လူကြောင့်အကြာကြီးတိတ်ဆိတ်သွားတယ်။သူစိတ်ဆိုးသွားတာလားဒါမှမဟုတ်ချက်ချင်းထွက်သွားတော့မလားလို့ကျမထင်မိတဲ့အထိပါပဲ။ဒါပေမဲ့သူကတက်ပြေးရှည်ကြီးတစ်ချက်ပဲချလိုက်ပြီးဆိုဖာနောက်မီဘောကိုပြန်မိချလိုက်တယ်